အားလုံးပဲမင်္ဂလာပါအွန်လိုင်းဝိပဿနာသင်တန်းမှာကြိုဆိုပါရစေဦးစင်းကဥခေမာတီတီပါသင်တန်းမစတင်ပြီးတရားဤမူလပိုင်ရှင်အစစ်ဖြစ်တော်မူသောသုံးလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ိုးဥချကြော့ပါ၏အရှင်ဘုရားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသတိပ္ပံတရားကိုကျင့်ကြံမယ်ဆိုရင်အကျိုး9မျိုးအာမခံချက်ပေးထားပါတယ်ဒီဥစ္စာကကျင့်ကြံမဲ့လက်တွေ့ကျင့်ကြံမှရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေ့မှာတော့ဒီအကျိုးအာနိသင်တွေထွက်ပေါ်လာဖို့အတွက်အာနာပါနကမ္မထာလေ့ကျင့်စဉ်လက်တွေ့လေ့ကျင့်စဉ်ကိုသွားပေးပါမယ်ဒီတရားသည်အတန်ကိုဖွင့်ထားပြီးတော့မှတရားထိုင်ရမယ်တရားဖြစ်ပါတယ်တရားထိုင်ရင်းနဲ့မှတမာရီထူထောင်ပုံအာနာပါနကမ္မထာကိုအခြေခံစပြီးတော့သင်ပေးပါမယ်မလွတ်တဲ့သေးတဲ့ပုဂ္ဂိုလ်များကိုသင်ပေးမှာဖြစ်တယ်ဒါကြောင့်ဖုန်းလေးကိုပေးမှချပြီးတော့မှတရားထိုင်မှုပြင်ဆင်လိုက်ပါတရားထိုင်မှုပြင်ဆင်ပြီးရင်တော့တင်မလင်ခွေထိုင်ပါတင်မလင်ခွေထိုင်တဲ့နေရာမှာစရောက်တွေကိုထပ်ပြီးတော့မထားရဘူးဘယ်ဘက်ဒူးကောင်းခွက်တဲကိုညာဘက်ခြေဖွာအသားရညှက်ရဖြစ်စေညာဘက်ဒူးကောင်းခွက်တဲကိုဘယ်ဘက်ခြေဖွာအသားရညှက်ရဖြစ်စေထိုင်ပါခြေထောက်နှစ်ချောင်းခြေသလုံးတွေကိုပြိုင်ပြီးတော့ထားပါထပ်ပြီးတော့မထားပါနဲ့ဖိပြီးတော့မထားပါနဲ့ခါကိုခပ်ဖြောင်းဖြောင်းလေးထားပါခေါင်းကိုတဲ့တဲ့လေးထားပါထိုင်ခြင်းသည်7မိနစ်ခန့်သာရှိမှဖြစ်ပါတယ်ဒီ7မိနစ်အတွင်းမှာတော့မပြုတ်မပြင်းတော့ဘူးဒီလိုအဋိဋ္ဌံတင်ပြီးတော့မှထိုင်ပါအင်ကြီးတွေပစိုးတွေအရန်ကြီးလည်းတင်းကျပ်ပြီးတော့မထားနဲ့ဒီမှာပြောပေးမှာတော့7မိနစ်လောက်ပဲပြောပေးပါမယ်အကိစွမ်းနိုင်ရင်တော့ဆက်ပြီးတော့ထိုင်ပါအင်ကြီးတွေပစိုးတွေတင်းကျပ်ပြီးတော့မထားနဲ့ပခုံးတွေလက်တွေတောင့်ပြီးတော့မထားပါနဲ့ရှော့ချထားပါလက်နှစ်ဖက်ကိုတင်ပလင်ကိုရဲ့အလယ်မှာဘယ်ဘက်လက်ဖွာအောက်ကညာဘက်လက်ဖွာအထက်ကအလယ်ကောင်မှာထပ်ပြီးတော့ထားလိုက်ပါဣရိယာပုကိုစိတ်တိုင်းကြပြီးဆိုရင်ဒီဣရိယာပုကိုရိုင်းလည်းမကုတ်တော့ဘူးညောင်းရင်လည်းမပြင်းတော့ဘူးခဏလေးထိုင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတထိုင်အတွင်းမှာတော့ဒီဣရိယာပုကိုမပြင်းမဖြတ်တော့ဘူးစိတ်နဲ့အဋိဋ္ဌံစောင့်တည်လိုက်ပါပြီးပြီဆိုရင်တော့မိမိရဲ့စိတ်ကိုနာသီးပြ